ကိုယ့်ရဲ့စီးပွားလုပ်ငန်းတွေကရပ်တန့်နေတယ်ငြိမ်သက်နေတယ်ဆိုတဲ့လူတွေဒါလေးကိုတစ်ချက်ကြည့်မယ်တနန်းသူတွေရောက်လာတဲ့တနန်းသူတွေကတဘာသာမဟုတ်ပဲဘာသာတွေအများကြီးတက်မဲ့တနန်းသူတွေလုပ်ငန်း share ဝင်ဖို့တရားမဟုတ်တဲ့အတူရောက်လာတယ်တနန်းသူတွေကလည်းဖွင့်မဲ့ဆိုင်အတွက် franchise ယူဖို့80ရာခိုင်နှုန်းတရားတော်ဆွေးနွေးသွားတဲ့အပြင်လုပ်ငန်း share ထပ်ထည့်ဖို့ပါစုံစမ်းသွားတယ်ဒါတွေအကုန်လုံးကတညနေထဲမှာ3နာရီလောက်အတွင်းအားလုံးပြီးပြည့်စုံသွားတာတွေ့ဆုံဝင်ရလို့ကျေးဇူးတင်ပါတယ် okay ဒီတယောက်ဆိုလို့ရှိရင် तू ကသူ့ရဲ့လုပ်ငန်းမှာဘာမှထူးထူးခြားခြားအပြောင်းအလဲလုပ်ခဲ့တာမဟုတ်ဘူးသူပုံမှန်လုပ်နေကြအတိုင်းပဲလုပ်တာဒီပုံမှန်လုပ်နေကြအတိုင်းမှာသူကဘယ်လိုအနေထားဖြစ်နေရလဲဆိုတော့တန်းတန်းသူတွေမရဘူးဒီလုပ်ငန်းကြီးထွားဖို့ပေါ့အတွက်ပေါ့နော်လုပ်ငန်းဆက်ပြီးတော့ဖြစ်ဖို့အတွက်လုပ်ငန်းထဲမှာအယောင်းတွေဝင်ငွေတွေဖြစ်ဖို့အတွက်ကိုသူကငြိမ်သက်နေခဲ့တာလုပ်ငန်းတည်ငြိမ်သက်မလုပ်မရှားပဲနဲ့ဖြစ်နေခဲ့တာပေါ့သူသုံးခဲ့တာကဆရာခင်တို့ရဲ့ energy tool တွေဆရာခင်တို့လမ်းညွှန်ချက်အတိုင်းကိုပဲအဲ့ energy tool တွေကိုတကယ်ကိုတသွေးမသိမ့်တကယ်သုံးပြီးတော့တကယ်ကိုပဲလက်တွေ့ဘဝမှာတနန်းသူတွေရောက်လာတဲ့တဘာသာတွေမဟုတ်ဘဲနဲ့ဘာသာတွေအများကြီးအမဲ့တနန်းသူတွေတနည်းအားဖြင့်အယောင်းဝယ်တွေဖြစ်ပြီးတော့ဝင်ငွေတိုးတယ်ဝင်ငွေတိုးရတယ်မကဘူးသူစီးပွားလုပ်ငန်းတိုးချက်ဖို့အတွက်လုပ်ငန်း share ဝင်မဲ့လူတွေသူ့ရဲ့တနန်းသူတွေကလည်း franchise ယူဖို့အတွက်သူဆွေးနွေးတာတွေဆိုတော့ဒီအပြောင်းအလဲပေါ့ဒီစီးပွားလုပ်ငန်းတွေကဒီအပြောင်းအလဲတည်လက်တွေ့ဘဝမှာလက်တွေ့ကိုပဲပေါ်လာတယ်အဲ့ဒါဒီဘာမှ strategy တွေပြောင်းလိုက်တာတွေမဟုတ်ဘူးဒီတနန်းဒီတယောက်ရဲ့action plan တွေ strategy တွေဘာမှအဲ့လိုတွေပြောင်းလိုက်တာမဟုတ်ဘူးလုံမြဲတိုင်းလေးလုံပုံမှန်လေးအတိုင်းပဲလောက်ကင်နေရင်းနဲ့ကိုဆရာခင်တို့ energy tool တွေတုံးလိုက်ပြီးရဲ့နောက်ဒီအပြောင်းလဲတွေကလက်တွေ့ဘဝမှာပေါ်လာတာအဲ့တော့ကိုကလေစီးပွားရှင်လုပ်ငန်းရှင်ကိုပိုင်စီးပွားလုပ်ငန်းလုပ်နေတဲ့လူတွေဒီလွတ်လပ်တဲ့ independent အလုပ်လုပ်နေတဲ့လူတွေပေါ့နော်သူတို့ချာ strategy တွေမပြောင်းဘူး action plan တွေမပြောင်းဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီစိတ်ဓာတ်ကိုပြောင်းလဲလိုက်ရုံနဲ့ကိုယ့်ရဲ့ energy alignment ကိုပြောင်းလဲလိုက်ရုံနဲ့ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာလက်တွေ့ကျတဲ့အပြောင်းအလဲတည်ကျင်းသေးပေါ်နိုင်လားဆိုရင် yes ပေါ်နိုင်တယ်ဘာလို့ဒီလိုကျင်းသေးလို့ပြောရဲလဲဆိုလို့ရှိရင်ဆရာကတို့ဒီလောက်လောက်လာတာ၄နှစ်ဆိုတဲ့တက်တန်းကာလရှိပြီ1-on-1 client မောင်းsession မောင်း1100ကျော်လုပ်ခဲ့ပြီးသွားပြီဆိုတော့ဆရာခင်တို့ရဲ့ဒီ energy tool တွေကိုဆရာခင်တို့လမ်းညွှန်ချက်အတိုင်းတကယ်သုံးရင်တကယ်လက်တွေ့အပြောင်းလဲလက်တွေ့ဘဝမှာပေါ်တယ်အခုနားထောင်နေတဲ့လူတွေမှာပေါ့နော်ကိုယ့်ရဲ့စီးပွားလုပ်ငန်းတွေကိုကိုကအပြောင်းလဲဖြစ်ချင်တယ်ဘလို့အပြောင်းလဲလဲအယောင်းအားတွေတက်တာတိုးတက်တာလုပ်ငန်းချဲ့ထွင်တာလုပ်ငန်းတွေကဝင်ငွေအဆင့်တွေတက်တာအဲ့လိုအပြောင်းလဲတွေလက်တွေ့ဘဝမှာအမှန်တကယ်လိုချင်တယ်ဆိုရင်ဆရာခင်တို့ရဲ့ဒီ energy tool 9 ခု online သင်တန်းကိုတက်ဖို့ဖိတ်ခေါ်တယ်online သင်တန်းကြီးကတော့သင်တန်းကြီးမြန်မာငွေ9000ကျပ်ထိုင်းနိုင်ငံကဆိုလို့ရှိရင်တော့900ဘတ်ချက်ချင်းအပ်ပြီးရနဲ့ချက်ချင်းသင်တန်းတွေကိုတက်ပြီးတော့ချက်ချင်းအဲ့ဒီ energy tool 9 ခုကိုချက်ချင်းသင်ယူပြီးတော့ချက်ချင်းအသုံးချလို့ရတယ်အသုံးချမယ်ဆိုတာနဲ့ဆရာခင်းတို့တွေရဲ့များသောအားဖြင့် 80% အတွေ့အကြုံရ9ရက်တပတ်ဆိုတဲ့ကာလအတွင်းကိုယ့်ရဲ့လုပ်ငန်းစီးပွားရေးမှာတကယ်တိတာတဲ့ကောင်းတဲ့အပြောင်းလဲပေါ်တယ်အဲ့တော့တက်ချင်တယ်ဆိုလို့ရှိရင်ဆရာတို့ page messenger တို့မဟုတ် Viber နံပါတ်လည်းချပေးထားမယ်တို့မဟုတ်ဆရာခင်တို့ရဲ့ website ထဲမှာတိုက်ရိုက်ဝင်ပြီးတော့ဖြစ်ချက်ချင်းအပ်ပါအပြောင်းလဲကိုအမြန်ဆုံးလိုချင်တယ်ဆိုရင်အမြန်ဆုံးအပ်ပါ